လုံးပဲမြင်ကြပါရှင်ပထမအကြိမ်ထိုင်းနိုင်ငံဘန်ကောက်ရောက်တအားမိသားစုကထိန်အလူတော်မင်္ဂလာဖိတ်ကြားရစေရှင်ကထိန်တရကမိုင်းတဟာဦးကထိန်တရိကာမလွင့်မိငယ်တငင်းလွင့်မြတ်စုမအောင်မိသားစုတို့မှငါတီ၍ထိုင်းနိုင်ငံမဟာချီလာလောင်ဘွန်တက္ကသိုလ်မှာပူရိမဝါမထားတော်မူကြကုန်သောပညာတော်ရင်တအားတန်ကတော့အရှင်သူမြတ်တို့အားစုပေါင်းမဟာဘုံကထိန်သင်္ကန်းစီတက်လူရန်တော်မြည်ဖြစ်ပါ၍ထိုင်းနိုင်ငံဘန်ကောက်ရောက်အားမိသားစုတို့အားအတူတကွပေါင်းဝင်တန်းကုသိုလ်ယူနိုင်ပါရန်မေတ္တာရှိထား၍လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ကထင်အလူတော်အစီအစဉ်ကတော့နေ့ရက်နေ့17လပိုင်း2025ခုနှစ်တနင်္ဂနွေနေ့နက်နက်8:00နာရီအချိန်မှာတအားမျိုးရာအိုစီပုံမောင်းတန်နဲ့မဟာဘုံမထိန်လဲလှယ်ပြီးတော့ကထင်အမှုမောဒနာတရားနာကြားခြင်းနဲ့ရေစချအမြဝေခြင်းစတူလီတာကျွေးမွေးခြင်းကထင်အောင်ပွဲအထက်မှတ်ကတော့တအားမျိုးရာအကားဖြင့်စင်ရင်ကပြဖျော်ဖြေသွားမည်ဖြစ်ပါတယ်ရှင်အလူတော်မင်္ဂလာပြုလုပ်မြင့်နေရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ဆိုင်မိုင်ဆောက်ယူကော့ဖရထုံခိဝိထလာအမတ်နဲ့စာတင်ကျောင်းတို့ကျမတို့နဲ့အတူပေါင်းဝင်စီမဲကြဖို့ခင်မင်းရင်းနှီးစွာဖြင့်ထပ်မံဖိတ်ကြားအပ်ပါတယ်ရှင်အားလုံးပဲအထူးတင်ကျေးဇူးတင်ပါတယ်ရှင်